ရှစ်ကတည့်တဲ့အတိုင်းပဲစစ်ကောင်စီရဲ့အတူရောက်ရွေးကောက်ပွဲလုပ်တဲ့ရက်ပေါ့ဗျာအတူရောက်ရွေးကောက်ပွဲအဲ့တော့အဲ့အတူရောက်ရွေးကောက်ပွဲဘလို့စတင်တယ်လဲဆိုတော့ဗောနော်ဒါမင်းအောင်လိုင်းတော့မစတင်ရသေးဘူးဗောနော်တော့ရတယ်ကိုဒီကတော့မရှိရကြောက်ရကိုဒီနေ့မနေ့အစောပိုင်းပေါ့ပြောရမယ်ဆိုညတကောင်ဆိုရင်ဒါဒီနေ့မနေ့ကူးတဲ့ဟာတွေလည်းရှိတာဗောနော်အဲ့တော့ဒါကြိုတင်မဲကောက်ခံနေတဲ့မဲယုံတွေဗောနော်အဲ့ဒါဆိုရင်ဒါ drone နဲ့တိုက်ခိုက်ခံရတာမျိုးပြီးရင်ဒီမိုင်းခွဲတိုက်ခိုက်ပြင်းအားမြင့်မိုင်းနဲ့တိုက်ခိုက်ခံရတာမျိုးဒါမျိုးပုံစံမျိုးပြောကြပါတော့မြောက်ရီမှာအခုညအမှတ်၄ရက်ကွက်ကျန်းဖို့ပါတီရုံးဘုံနှလုံးကြားရောက်ပောက်ကွဲ drone ဘုံကျဲတာဆိုပြီးသိရပါတော့လက်ရှိထိတော့မီးလောင်နေတာဒါမင်းညအခြေအနေပေါ့ဗျာလက်ရှိထိတော့မီးလောင်နေတာတွေ့ရတယ်မီးကိုလုံးတွေကိုလည်းမနေဘူးပေါ့နော်လမ်းသားလမ်းလာတွေအတွက်ပဲစိတ်ပူတာတဲ့အဲ့ဒီမှာဒါ၈နာရီ9နာရီ10နာရီဒီဝင်းကျင်တွေမှာပောက်ကွဲမှု၃ကြိမ်ဖြစ်ခဲ့တယ်အချို့ကလည်းဒါပြစ်ခတ်တန်တွေပါကြားရတယ်ဆိုပြီးတော့ပြောကြရရှိတယ်ပြောရရင်ဒီမြောက်ရီကသိတဲ့အတိုင်းပဲBJet DKBA စစ်ကောင်စီဒီလိုပုံစံမျိုးတွေဒါခြေချခြေရှုပ်နေတဲ့နေရာပေါ့ဗျာအဲ့လိုနေရာမျိုးတွေမှာအခုလိုထဖြစ်တယ်ဆိုတဲ့ခါကျတော့ဒါဘယ်ဘက်ကပြစ်တယ်လဲဘာလဲညာလဲဆိုတော့မသိနိုင်သေးဘူးပေါ့နော်ပြီးအဲ့တော့မြောက်ရီတစ်ခုတည်းတင်လားဆိုတော့မဟုတ်ဘူးဗျမြောက်နယ်ရွေးကောက်ပွဲကိုပောက်ပွဲတန်နေတဲ့ကြိုဆိုတဲ့မြို့တွေများပါတယ်ပဲခူးတိုင်းပြည်မြို့နယ်ကလည်းဒါစကားစမဲယုံပေါ့နော်၃ခုမှာလည်းပောက်ပွဲမှုဖြစ်တယ်ပေါ့နော်မဲယုံနေနားမှာပောက်ပွဲမှုဖြစ်တာပေါ့နော်ဝတိကန်ရဲစကန်အပြင်ပေါ့နော်ဒါလေဘယ်ကြီးရွာမဲယုံပြင်ဝက်မြို့တော်ရွာမဲယုံဒီနေရာတွေအနီးမှာပောက်ကွဲမှုတွေဖြစ်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ရွေးကောက်ပွဲကဘာဆက်ဖြစ်မှလည်းမသိဘူးပေါ့နော်ဘယ်သူမှလည်းစိတ်ဝင်စားဘူးအဲကြတော့သူတို့နီးသူတို့ဟန်နေတော့သူတို့ရွေးချယ်ထားတဲ့ပုံစံတိုင်းလုပ်မယ်ဆိုပြီးတော့လည်းပြောကြတယ်အဲ့ပြောချင်တာတော့ဗျာစစ်ကောင်စီရဲ့ဒါအနီးနားမှာရှိတဲ့သူတွေကပေါ့နော်ပြည်သူတွေကလက်နဲ့မဲ့နေတာလည်းဖြစ်တဲ့အတွက်ပေါ့နော်ဟိုကောင်တွေကအနိုင်ကျင့်နေတာကိုခံနေရတယ်ဆိုတဲ့အကြောင်းပြည်သူတွေကရင်ဖွင့်ကြဒါပေမဲ့လုံးဝဒီရွေးကောက်ပွဲကိုကျွန်တော်တို့မထောက်ခံဘူးလုံးဝဒီရွေးကောက်ပွဲကအတူရောက်ရွေးကောက်ပွဲဖြစ်ပါတယ်ဆိုတဲ့ဟာကိုသူတို့အားလုံးယုံကြည်တယ်ဒါအဲ့ကြားတွေကမှပေါ့နော်တကယ်လို့ညှင်းဆန်လို့မရရင်တော့မှပဲသူတို့စဉ်းစားထားတဲ့နီလန်မျိုးတွေနဲ့ရအောင်တော့အတိမတ်မပြုတ်တဲ့ပုံစံမျိုးနဲ့သူတို့လှုပ်ဆောင်သွားမယ်ဆိုပြီးတော့လာပြီးရင်ဖွင့်ကြရပြည်သူတွေလည်းရှိကြတာပေါ့လေနော်အဲ့တော့မနဲ့မဲပေးဖို့ရကြေးအုပ်ချုပ်ရေးမှုတွေနဲ့ယာယီမှုတွေကလည်းတဲ့မလာမနေရမဲပေးဖို့ဖိအားပေးနေတာရှိတယ်ပေါ့နော်အဲ့မျိုးတွေပြီးတော့ဒါတသိန်းစာရီတိုင်းတဝဲမှာလည်းပောက်ကွဲတဲ့နေစက်တိုက်ရှိလာတယ်ပေါ့နော်နေရာတော်တော်များများကိုကြားရတာတဲ့အလုံးကြီးအလုံးငွေတွေပောက်ကွဲတဲ့နေကြားရတယ်ပေါ့နော်စစ်ကောင်စီဘက်ကလုံခြုံရေးတိုးမြင့်ထားတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်မလုံခြုံဘူးဒီမဲကိစ္စနဲ့ပတ်သက်လို့ပေါ့နော်စစ်ကောင်စီဘက်ကဒီရက်ထဲမှာတကယ်လဲလုံခြုံရေးတွေတိုးမြင့်ထားတာပါမြို့ပေါ်နေရာတွေမှာပေါ့နော်ဒါသူတို့ဒါစစ်စင်နေမျိုးတွေမှာထွက်နေရတဲ့အင်အားတွေရှိတယ်ဒါပေမဲ့ကြံတဲ့အင်အားတွေတကောင်းမှကောင်းကောင်းမနေရဘူးအဲ့လိုပုံစံမျိုးနဲ့မြို့ပေါ်တွေမှာဒါမင်းရုံတွေကိုဒါနေရာချထားတာတွေတာဝန်ချထားပေးတာတွေလုံခြုံရေးတိုးမြင့်ထားတာတွေဒါမျိုးပုံစံမျိုးတွေလုပ်နေရဒီကြားတဲ့ကမှတပ်ဖွဲ့တွေကလုံနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ဘယ်သူပဲဝါဆိုတဲ့ပုံစံမျိုးတွေတော့ထုတ်ပြန်လာတာမရှိဘူးပေါ့နော်မင်းအောင်လည်းကတော့ဒါသူ့ရဲ့ရွေးကောက်ပွဲအတွက်ဆိုပြီးတော့ဒါမြို့တိုင်းမှာလုံခြုံရေးတွေတိုးမြင့်ထားတယ်ဒီကြားတဲ့ကမှသူတို့လုံမဲ့ဒါမဲယုံတွေကိုပါမြို့ပေါ်နေရာတွေမှာပါမဲယုံတွေရောမြို့ပေါ်နေရာတွေကပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပွားနေတာကိုသူကြုံတွေ့နေရတာပေါ့နော်အဲ့တော့သိကြတဲ့ဒီကောင်းတွေကအပိုင်း1 2 3ပုံစံမျိုးနဲ့လုပ်နေတာဖြစ်တဲ့အတွက်ဒီကာလအတော်တွင်းမှာတော့ဒါပြည်သူတွေ view site စေခြင်းနဲ့ဒီတပ်ဖွဲ့တွေကလည်းပြောထားတာရှိတယ်မရရတဲ့နည်းနဲ့ဟန်တားသွားမယ်ပေါ့နော်အဲ့လိုဟန်တားမှာဖြစ်တဲ့အတွက်ပြည်သူတွေကိုထိခိုက်နစ်နာတာမျိုးမရှိစေခြင်းတဲ့အတွက်ပြည်သူတွေအပြင်မထွက်ကြဖို့ဒါချင်းမှာဆိုလဲဒါမျိုးပုံစံမျိုးပေါ့နော်ဒါအပြင်မထွက်ကြဖို့ဆိုတဲ့ပုံစံမျိုးတွေတခြားနေရာတခြားဒေသတွေမှာတော်လိုင်းအင်အားစုတွေကဒီရွေးကောက်ပွဲရက်မှာပေါ့နော်ဒါမထွက်ကြဖို့ဆိုတဲ့ပုံစံမျိုးတွေကြီးညာထားတာတွေတောင်းဆိုထားတာတွေရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကရင်နီပြည်နယ်ပေါ့နော်လွိုင်းလင်းလေးမြို့အခြေစိုက်ပေါ့နော်ခမရ930ကစစ်ကြောင်းထိုးလာတဲ့စကားစနဲ့ဒါဒေါ်လာအင်အားစုတွေတိုက်ပွဲတွေဖြစ်ပွားတယ်တိုက်ပွဲတွေမှာလက်နက်ခဲယမ်းဗီဒီယိုတွေလည်းဒါတက်လာတယ်ပေါ့နော်တိုက်ပွဲထင်ရတဲ့လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ဗီဒီယိုတွေတက်လာရရှိတယ်ဒီစစ်ကြောင်းကိုကရင်နီပူပေါင်းဒေါ်လာတက်တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တာဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်အဲဒီစစ်ကြောင်းကနေဒါလက်နက်10လက်ရတယ်ခဲယမ်းဘုံသီးတွေပါကြီးလေးဆိုရင်အပုံလိုက်ကြီးပေါက်တွေဆိုရင်အထက်လိုက်ပေါ့နော်ဒါမျိုးတွေရခဲ့တာလည်းတွေ့ရတယ်ပေါ့နော်ဒါကတော့တိကျသေးကြတဲ့သတင်းဒါထုတ်ပြန်လာတဲ့ခါကျရင်ပို့ပြီးတော့ပျော်သွားမှာပေါ့နော်အဲ့တော့စစ်ကောင်စီကကရင်နီပြည်နယ်ထဲမှာအင်အားအစမတန်သုံးပြီးတော့ဒါထိုးစစ်တွေဆင်နေတာအားလုံးလည်းသိပြီးဖြစ်လိမ့်မယ်တချို့နေရာတွေကိုသူတို့ဆက်သွယ်ရေးလမ်းကြောင်းအဓိကအားပြုပြီးတော့ပေါ့နော်ထိုးစစ်ဆင်နေတာရှိတယ်အဓိကတော့ဒါပင်လောင်းဖဲကုံလွိုက်ကောဒီမော့ဆိုဘောလခဲပေါ့နော်ဒီနေရာတွေကိုဒါပြင်းပြင်းထန်ထန်သူတို့ထိုးစစ်ဆင်ဖို့စ조사နေတာရှိတယ်အဓိက PNO တွေကိုလည်းအသုံးချပြီးတော့ထိုးစစ်ဆင်နေတာတွေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါသူတို့ရဲ့ပင်မဆက်သွယ်ရေးလမ်းကြောင်းပေါ့နော်ဒီဆက်သွယ်ရေးကားလမ်းမကြီးဘေးနံနေရာတွေကိုတိတ်ပြီးတော့မထိုးရဲဘူးဒါလည်းသိရတယ်ပေါ့နော်အဓိကဒီလမ်းမကြီးတစ်လျှောက်ရဖို့အတွက်စိုးမိုးနိုင်ဖို့အတွက်ထိန်းချုပ်နိုင်ဖို့အတွက်ကိုပဲသူတို့စ조사နေကြတယ်တနေရာနဲ့တနေရာဆက်ဖို့အတွက်ကိုပဲသူတို့ဒါအင်အားတွေဖြစ်တင်းပြီးတော့စစ်စင်လုပ်နေရတယ်ပေါ့နော်တကယ်တမ်းဒါဘေးပညာနေရာတွေကိုဆင်းပြီးတော့နေမြေရှင်းလင်းတဲ့ပုံစံမျိုးတွေတိတ်မလှုပ်ရဲဘူးဆိုပြီးတော့လည်းသိရတယ်ဒါဟာလည်းဒေါ်လာအင်အားစုတွေရဲ့စိုးမိုးထိုင်းနိုင်တဲ့အခြေအနေကြောင့်မလို့လည်းဖြစ်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒါဖာပွန်ဗျူဟာကိုဒေါ်လာတပ်ဖွဲ့တွေက
သိမ့်ပိုက်လိုက်ပြီဆိုတဲ့သတင်းကလည်းဒီရက်ထဲမှာတောက်လျှောက်ထွက်ပေါ်နေရရှိတယ်တချို့တိကျတေချာပြောတတ်တဲ့သူတွေကအစဒီဟာနဲ့ပတ်သက်လို့အတီးပြုတ်ပါတယ်ဆိုတဲ့ပုံစံမျိုးပြောနေကြရှိတယ်ဒါပေမဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေဘက်ကတော့ဒီဟာနဲ့ပတ်သက်လို့တေချာခိုင်လုံတဲ့ပုံစံမျိုးနဲ့သတင်းထုတ်ပြန်တာမျိုးအတီးပြုတ်တာမျိုးမရှိသေးဘူးပေါ့နော်စင်ပြူကျွန်းဘက်ကအခြေအနေတွေကိုဒါကျွန်တော်စုံစမ်းခိုင်းတာလည်းရှိပါတယ်ပေါ့နော်အဲ့ဟာနဲ့ပတ်သက်လို့လည်းပြောချင်တာကပြည်သူတွေစိတ်ပူကြရလည်းရှိတယ်အဓိကတော့ပြည်သူတွေအတွက်ကိုပဲပို့ပြီးတော့စိတ်ပူကြပါအဓိကဒေသခံတွေပေါ့နော်အဲ့လိုဒါဒေသခံပြည်သူတွေစစ်ဆောင်နေရတဲ့ပြည်သူတွေအတွက်ကိုပဲပို့ပြီးတော့စိတ်ပူပေးကြပါပြီးရင်ဒါပို့ပြီးတော့ကူပေးကြပါပေါ့နော်တက်နိုင်တဲ့အပိုင်းတွေကနေကူပေးကြပါဘာကြောင့်လဲဆိုတော့တပ်ဖွဲ့တွေကခုနလိုထုတ်ပြန်ချက်တော်မှာထုတ်ပြန်ထားတာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေတောင်းဆိုတဲ့အတိုင်းဒေသခံပြည်သူတွေကပူပေါင်းလှုပ်ဆောင်နေရတာရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုကာလကြီးမှာဒီလိုရာသီကြီးမှာပေါ့နော်စစ်ဘေးရှောင်ရတဲ့အခြေအနေကလွယ်ကူလာတော့မဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ဝိုင်းပြီးတော့ကူညီပေးကြစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါမိုးကုတ်နဲ့ပတ်သက်လို့လည်းကျွန်တော်ပြောရမယ်စစ်ကောင်စီရဲ့ရုံမှာမှုပေါ့ဗျာအဲ့ဒါကတော့မိုးကုတ်ကိုစစ်ကောင်စီရောက်လာပြီးနောက်ပိုင်းမှာပြည်သူတွေရဲ့နေအိမ်တွေဖောက်ထွင်းခံနေရပါပြီအဲ့တော့မိုးကုတ်မှာစစ်ကောင်စီမရှိတဲ့အခြေအနေတုန်းကနဲ့စစ်ကောင်စီရောက်လာပြီးအခြေအနေမှာဘာတွေကွာခြားလဲဆိုတော့စပြီအခုကဲပြည်သူပိုင်းအိမ်ဒီဥစ္စာကဒီကောင်တွေရှာဖွေထားတဲ့စီးပွားဥစ္စာပစ္စည်းမဟုတ်ဘူးပြည်သူတွေရဲ့ချွေးနှဲစာသူတို့တက်လုံးစုဆောင်းဒါတိဆောက်လာတဲ့ဒါအိမ်လေးတွေဒါပစ္စည်းလေးတွေဒါအခန်းဝင်ပစ္စည်းလေးတွေအဖိုးတန်ပစ္စည်းလေးတွေပေါ့နော်ဒါမျိုးလေးတွေကိုသူတို့တွေစစ်ဆောင်ရတဲ့အခါမှာမယူသွားနိုင်တာအများကြီးရှိတယ်အဲ့ဟာမျိုးတွေကိုစီးပွားပြပုံစံမျိုးဒီကောင်းတွေလာပြီးတော့အိမ်ဖောက်ပြီးယူနေတာတော်တော်ကိုမှရိုင်းဆုပ်ပေးတယ်ပေါ့နော်အဲ့တော့မိုးကုတ်ရဲ့ဒါအနောက်ဘက်ချမ်းဒါတော်လာဝင်းစီဆိုင်အရှိဘက်လမ်းစစ်ဘေးရှောင်သွားတဲ့ပြည်သူတွေရဲ့အိမ်တွေကတော်တော်များများအဖောက်ခံရတယ်တဲ့ဖောက်ခံရတဲ့အိမ်တိုင်းနှိပါအကုန်လုံးကိုမှွေခံထားရတယ်တဲ့တော်တော်မိုက်ရိုင်းတာပေါ့နော်အဲ့တော့အရှိပိုင်းမှာလည်းမဖောက်ဘူးလားဆိုရှေ့ပိုင်းမှာလည်းဖောက်တာပဲဒါပေမဲ့အရှိပိုင်းမှာကျတော့ခုနလိုဒါအိမ်ဆောင်ကြံခဲ့တဲ့သူတွေလည်းရှိတာဖြစ်တဲ့အတွက်နောက်ပိုင်းတော့မစိုးဘူးပေါ့နော်အဲ့လိုကတော့စစ်ကောင်စီအမြင့်ပြတ်ဖို့လိုပါတယ်အခုသူတို့လုပ်နေတဲ့ရွေးကောက်ပွဲအထူးရောင်ရွေးကောက်ပွဲဖြစ်တယ်အဲ့လိုရွေးကောက်ပွဲမျိုးကိုဒါကျွန်တော်တို့တွေဆက်ပြီးတော့ဆန့်ကျင်ကြဖို့လိုတယ်တားဆီးကြဖို့လိုတယ်လုံးဝမအောင်မြင်အောင်ကျွန်တော်တို့ဟန်တားနိုင်ကြဖို့လိုတယ်ဆိုတာလေဒီနေရာကနေပြောချင်ပါတယ်